ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Public Craft ဖြစ်ပါတယ် SME Craft episode 7ကနေအားလုံးပြန်နေကြိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ရေအောင်နန်းတော့ယူသွားတိုက်ပါမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွေ့ထားပါတော့ရေအောင်နန်းတော့တွေ့ထားတော့သွားတိုက်ပါမယ်ပြီးတော့ဟိုနေ့ကကျွန်တော်ယူထားရောနော်အလိုက်ထွားပါအဲ့အလိုက်ထွားတော့ရောဟွာလေးလောက်ရမယ်နော်အဲ့လိုက်ထွားတော့ firework ဟုတ်တယ်မအဲ့အလေးလောက်ရမယ်ဆိုတော့firework လောက်ပြရဆိုရင်လိုအပ်တာလေးကနေရှင်းထားတော့နော်ဟိုသွားနေတူရပါတော့ပြီးတော့ကျွန်တော် brother တို့ပြတ်လက်ရှင်းကျွန်တော်နေသားလေးတွားထားရပါတော့ဆိုတော့ဒီ143တောင်ရှိပြဆိုတော့ကျွန်တော်ပြမယ်လို့ပြအောင်နော် happy gas လေးပါဟုတ်ပါတယ်နော် happy gas လေးကိုကျွန်တော်တွေးခဲ့ပြီဖြစ်ပါတယ်ဆိုတော့တော့ပြမယ်okay ဆိုတော့ happy gas okay ဆိုတော့ကျွန်တော်ပြောချင်တာနောက်တက်ငယ်ကြည့်အောင်နော်ဒီနောက်ကောဆိုတော့ပြောဖြစ်နေတာတခုအဲ့ညီကတော့ video record မလုပ်လိုက်ရပါဘူးဆိုတော့ခုမှပြန်လုပ်လိုက်ရအောင်နော်ဒီမှာပြတော်တော်လေးချက်ဖို့ကောင်း happy gas လေးရှင်းလိုက်ပါနော်ပြီးတော့ကျွန်တော်ထဲမှာရှိရတခုပြဒါကတော့နော်မောထည့်ထားပါနော်ပြောမယ်အတွန်းထဲတာလို့ပြောရမယ်ဗျနော်ဘာလို့လဲဆိုတော့ item ပါလာတာဟုတ်တယ်များလို့လေနောက်မှာနော် electra တက်လို့ရတယ်ဗျ item ညာပဲတော့မတက်နော်တခုကြာမှလုံးဝပဲတက်မှာဟုတ်တယ်မလားနော်တက်သေးဘူး okay ဆိုတော့ခုကတော့ရောက်ထဲတက်တယ်ပါပါဆိုတော့ရောက်ထဲတက်လိုက်တာကိုအားလုံးပဲ let's go ကြည့်လိုက်ကြအောင်ဆိုတော့ပုံလေးကရင်လုံးလို့ပြီးတော့ဟိုဟာလေးလောက်ရအောင်နော်တော့ပြမယ်ဒီမှာ hammer ဒီ hammer လေးတော်တော်ကြည့်ပါဦးဘာသာမကြည့်လိုက်ကြည့်လောက်ပြီးမြင်လားလိတ်လေးကောင်းမော်နေထွက်ဒီ hammer လေးတော်တော်လေးမိုက်တယ်ဗျဆိုတော့စောလေတော်တော်လေးချို့ကောင်းနေဗျာဒီ hammer လေးကဝင်လိုက်လှုပ်ပြီးတော့ထွက်လာလိုက်နော်ဒီတိုင်းလှုပ်ပြီးဆိုရင်အကောင်ထွက်လာတယ်ခဏလောက်ငြိမ်းနေလိုက်ထွက်လာဆိုတော့ရောင်းရောက်ထဲသွားရင်တော့ဆိုတော့ဘာကဒီလိုနော်ဘာကဒီလိုနော်အဲ့ဆီကနေလို့သွားညင်တကောင်တက်ပြီးနိုးတစ်ခါတော့တကောင်တက်ပြီးနိုးတစ်ခါတော့အဲ့တိုင်းမှာစင်ကြီးလာနောက်ထပ်မှာဘာကဒီအသိရှိဘူးနောက်ထပ်မှာဘာကနောက်ထပ်မှာဘာကဒါတော့ကျွန်တော်ဟိုပေါ့နော်စာဗီဒီယိုစမှာ episode 2လောက်ဝင်လာမှဒီကဘာသာကိုတီးရင်တီးလောက်မယ်အဲ့မှာပေါ့နော်ဒီပါဟာဘာဖြစ်နေဟောနေပါ episode 2လောက်ဝင်လာမှဒီအဲ့မှာလေးပြပေါ့နော်လေးပြကြီးတစ်ခုတွေ့ပါတယ်အဲ့ရနေရောရိုက်မိဘောနေရှာထားပါနော်ဆိုတော့ဒါရောက်ထဲရောက်ပြီဆိုရင်သုံးဝင်နေဗျရောက်ထဲမှာဟိုလိုစောက်လို့ရဗျစောက်ပြီးတော့အဲ့ထဲသွားဆိုလုံးဝရှေငုံနာမုံနာဘယ်ဆိုကျွန်တော်ရောင်နန်းတော့သွားကြမယ်ဆိုတော့ရောင်နန်းတော့ဘယ်မှာရှိလဲဆိုတော့လိုက်ပြမယ်ဟုတ်ပြီလားကျွန်တော်တွေ့ကြအောင်ရွာနဲ့နီးလေးဗျာရွာနဲ့လုံးဝနီးလေးရောင်နန်းတော့ဟိုကရောင်နန်းတော့လိုပဲခေါ်တယ်ကောနော်ဘက်ကောင်ရင်လည်းမသိရဆိုတော့သွားမယ် okay နောက်ခုချီတီကျင်းနေအိုင်ယွန်ကိုလည်းတိဝါရမ်းတယ်အိုင်ယွန်ကိုလည်းမသိရောနော်ဆောနာကဒီနေရာနာလေးမှာဗျာဟိုးနိုင် okay ဆိုတော့ကျွန်တော်ဝါပြီးတော့ကျွန်တော်တိုက်ပါတော့မယ်ဆိုတော့ရှီရောက်ထဲမှာဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့ကိုဘရာတာကိုပဲလိုက်ချီလိုက်ကြအောင် okay so let's go ဟိုမှာနော်ဒီမှာဒီကောင်တွေကပေါ်ဆောက်တယ်တော့ဒီလိုနေရာမှာတကောင်ရှိရနော် boss တကောင်ကြီးနေရှိဟိုမှာ
short TV နော်ထမအစားရှိတာရှိရရှိဒီကောင်ချင်းဒီမှာအားနေချက်တွေရှိဒီလိုကျင်းတဲ့ကောင်တွေတော့ကဂျောင်ပိတ်တက်တာကောင်းလို့ဒီလိုကျင်းတဲ့ကောင်တွေတော့ကဂျောင်ပိတ်တက်တဲ့နေရာမှာနော်ကောင်းတယ်ပေါ့နော်ကျွန်တော်ပြီးရင်တော့ဘယ်သွားရင်ကောင်းလဲဒီရှင်ဖက်က10မိနစ်လောက်ကျန်သေးရဆိုမိုင်းဒီကွာမိုင်းဆိုကျွန်တော်မိုင်းနေပေါ့နော်ခုလက်ရှိကကျွန်တော်ကိုရေးရတယ်ကျမဘောက3ဟုံရှိရမလို့လားတကယ် boss ကဒီနေ့ရောင်နေတော့စောက်ရှောက်တဲ့ကောင်နဲ့3ဟုံရှိရမလို့လားအဲ့လိုကောင်နေကျွန်တော်ဟောမောင်မဲပါလို့ပဲထိုင်ခဏလေးနော်ပြโอเคဆိုအားလုံးမဲနော်ရီအပြင်ရောက်မှပြန်တွေ့ကြပါမယ်ဆိုတော့ဒီညမှာတော့မျိုးစစ်ရည်အပြင်ကိုရှာလိုက်တော့ကြောင်းမှဆိုရတော့ကြောင်းနော်ရီဒီအောင်ပြန်သေးကြပါမယ်ဆိုတော့အားလုံးပဲโอเคဆိုတော့ bye ဆိုတော့ကျွန်တော်ထွက်မိလိုက်တယ်ပေါ့နော်ဆိုတော့ပြန်ရပြီခဏအိမ်မယ်နားဆောင်းလိုက်ပါမယ်ဆိုတော့ဒီမှာနော်နော်ခုဘေးကနော်ထားထားပဲတော့နေတော့ခဏဟောပြပြီးတော့နော် PVP training လို့နေနော်ဘယ်တော့နေခဏထားလာမိလားအဲ့အလေးကိုနည်းနည်းဟောပြပြီးတော့နော်နော်ပြပဲကျွန်တော်ပြတယ်ဟိုရနော်ပြဆိုကြတော့ဒီမှာနော်happy gas ဟုတ်တယ်ဗျာ happy gas လေးမာနော်ဟိုသွားလိုက်တာကိုကြီးရလာရောနော်ဒီကိုကြီးဒီထဲမှာထည့်ထားတယ်နိုင်ခံမောင်းနိုင်ပြီတော့ခံမောင်းနိုင်ဟိုထဲပဲသူရင်ဆင်းပြီးတော့ဒီခံမောင်းနိုင်များတယ်အများကြီးပဲဟိုအဲ့ဒါဆွမ်းနာအဖေနေသွားရှူမယ်ဆိုကြတော့ဒီမှာနော်စမ်းပြီးဟုတ်တယ်မလားဒါတော့နော်ခုဆိုင်နေအောင်နော်ခုဆိုင်နေပြင်လေးမျိုးဆိုတော့ရှေ့အောင်တော့ဆောင်းပြီဗျရောကျွန်တော်တခုမိုက်ကြတော့တခါလို့ရင်တခုပဲကုန်တာတော်မိုက်တယ်
ဘောထားလို့မရဘူးဒီဘောထားလို့မရဒီဘောထားလို့မရဟိုဘက်ကပဲထပ်စားနော်ဒီကောင်းလေးကိုယူရမယ်ရှိတာလေးကနေလေးတင်နေနေဆိုတိတ်လာရဆိုမယ်နော်ထဲဘူးနော်ရကောလောက်တာနည်းနည်းအဆင်မပြေရလို့နော်ခဏပိတ်ထားအိမ်မတမယ်တော့ကြီးနော်နိုဘုံလေးကြာမိုက်ဒါနော်ရီအရှိရစ 1.9 တန်းကြဘယ်လိုလဲမသိဘူးနော်ဆိုတော့ဒီထဲကိုပါမယ်ဒီထဲကို45လောက်ဆိုစင်ပြေပြီ45အများကြီးရဒီတော့နော်ဒါလေးထိုင်မှာခရတာโอเคဆိုကျွန်တော်ဒီမောင်တော့ယာပြီးဆိုတော့အဲ့တော့မယ်ဟုတ်တယ်မအဲ့လိုမရတော့ဘူးဆိုတော့ခုသွားယူမှာကတော့နော်ဒီစောနော်ထည့်ထားလိုက်တဲ့ထားလေးပေါ့နော်မဒီကောင်းလေးကျွန်တော်အထက်ကတော့တော်တော်လေးမိုက်တယ်ကွာဒါကြီးကနော်တော်တော်လေးမိုက်တယ်ကျွန်တော်နောက်ဆုံးမှဆိုရင်တော့ပြင်နောက်ဆုံးမှဆိုရင်တော့ဒီ firework ကိုလည်းရအောင်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ပြီးတော့တော့ဟိုဟာတွေကိုလည်းတိုက်ပြီးပေါ့နော်ထိုင်တော့ငါရှာလူနဲ့ဟာမရှာသေးဘူးဖြစ်နေရှာမတွေ့ငါဒီဟာလေးဆွဲထားရဖို့ကြိုက်ဆိုတော့ကျွန်တော်ကြီးတော့ဒီမှာခေါင်းလိုက်မယ်โอเคဆိုတော့ကျွန်တော်ကြီးပြန်နေရမိုက်တယ်bro တော်လေးမိုက်နီလုံးအားကြီးနေမှာပြင်မှာလိပ်ပေါက်လေးဗျာနော်ဒီမှာလိပ်ပေါက်လေးဆိုတော့လိပ်ပေါက်လေးကိုနော်ထည့်ရတိမ့်ထားမယ်ဒီကောင်လေးကိုကောင်းလေးကတော့တိမ့်မဲ့ဆိုရင်ဒီမှာဒါလေးယူပြီးတော့ဟာရှော့နော်ပြုတ်ကြပြီပြုတ်ကြပါဆိုတော့လိပ်ပေါက်လေးကိုအဲ့နှစ်ပေါက်ထဲအဲ့ထဲထည့်ရပြီနော်တေချာလေးကာထားမှရမယ်ဟုတ်လဲဆိုဟိုနှစ်ကောင်ကတော့စိုးနေတယ်ဇွန်မီရလည်းလိပ်ပေါက်လေးဆိုရင်လိုက်ပြီးတော့တက်တဲ့စကလတ်တွေနေရာလည်းများနေပြကြရဘူးနော်ဆိုကျွန်တော်တို့စရွံတော့ခုကတော့ပြန်ကြည့်မှာဖြစ်ပါတယ်ဆိုကျွန်တော်တို့1 2 3 yo bro ငါကောင်းတော့တိတ်မြင်ရဘူးနော်ဒီနောက်ဆုံးမှဆိုရင်တော့နော်ရဲ့ live track စီးဖို့တော့ပါနော်မဒါလေးရရှုတော်လေးမိုက်တယ်ဆိုတော့live track ခုတော့တော့300ဟုတ်တယ်မလား
short ဒီ Asian စကဘယ်လိုလုပ်လဲဆိုတော့ဝယ်ထားအောင်နော်ဝယ်ထားရပါတော့တော်ဟွာဖြစ်တယ်မိုက်တယ်နော် average တင်မယ်ဆိုရင်နောက်ကြပတ်စံပေးစမ်းမလို့ပဲနဲ့တင်လိုက်ရင်ဝယ်တော့တယ်ဝယ်ထား fee တောင်းတဲ့နေဆိုင်ဝယ်ထားတာအကောင်းနဲ့ဆိုရင်လည်း fee တောင်းရင်တော့ဒီပတ်စံမကုန်ဘူးပေါ့ဒါပေမဲ့ upgrade တစ်ခုလာတိုင်းတော့ထပ်ပြီးတော့ down ထောင်နေရပါတော့ခဏတော့ဒီပုံမှာရလိုက်ဆိုအားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးလောက်ပါပဲနော်ဒီနေ့ဗီဒီယိုကတော့ကျင်းလို့တင်လိုက်တော့နော်ဆိုတော့မတင်တာလေ3ရက်4ရက်လောက်ရှိပြီအဲ့ဒါကြောင့်မလို့နော်ကျင်းလို့တင်လိုက်ကြပါဆိုတော့ဒီနေ့ဗီဒီယိုလောက်ပါပဲနော်နောက်ဗီဒီယိုကြောင့်မှပြန်သိကြပါမယ်ဒီဗီဒီယိုလေးကိုကြားနေတဲ့ဆိုရင် like share subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နော်နောက်ပိုင်းမှာတော့ဒီမှာ add-on review တွေ my review တွေနဲ့အခြားတော့review တွေလည်း share တော့ကြမလို့ Minecraft နဲ့ပတ်သက်တဲ့ review share တော့ကြမလို့မျိုးတန်းချီအောင်တော့ဘေးနားလက်ခေါင်းလေးကိုလည်းတီးခဲ့ကြပါအောင်ဆိုတော့အားလုံးပဲဒီ video လောက်ပါပဲနော် episode 8ကြာမှပြန်တွေ့ကြပါမယ်ဆိုတော့ episode 8ကြာရင်တော့ဒီရွှိုင်းတော့မနေရန်ကြီးပေါ့နော်နေရန်ကြီးတိုင်းအဲ့ဒါကြီးလောက်ဖို့တော့တော့စီရင်ရှိပါတယ်ဒီ episode လေးကတော့ရောင်းနေတော့တွားတိုက်ပါပဲဖြစ်ပါတယ်ဆိုအားလုံးပဲ bye ဆိုတော့နောက် video ကြောင့်ပြန်တွေ့ကြပါ